ဂျွန်လ4ရက်နေ့ထိ promotion ရှိပါတယ်ဒါကတော့ smoky beef burger ပါဒါကတော့ promotion နဲ့ပါတဲ့ spicy ချက်သား burger ပါအဆက်ကြိုက်လို့ထင်တယ်တော်တော်လေးစားကောင်းပါတယ်၄ရက်နေ့ထိရသေးတဲ့အတွက်လမ်းကြုံရင်တွားစားကြည့်ကြပါကျေးဇူးတင်ပါတယ်